ကျွန်တော်တို့ပင်လယ်ကမ်းခြေတွေကိုအားလုံးရောက်ဖူးကြမှာပါကျွန်တော်တို့ပင်လယ်ကမ်းခြေတွေကိုရောက်တဲ့အခါပင်လယ်ရေကိုနည်းနည်းဖြစ်ဖြစ်များများဖြစ်ဖြစ်ကျွန်တော်တို့အနည်းငယ်တော့မြည်ဆန်းပူးကြမှာပါဒီနေရာမှာပင်လယ်ရေငံတာဘာထူးဆန်းလို့လဲဆိုပြီးမှတွေးကောင်းတွေးနိုင်ပါတယ်ဒါပေမဲ့ဒီဗီဒီယိုလေးမှာပင်လယ်ရေငံနေတယ်ဆိုတာဒီဒါဘာကြောင့်ငံနေရတာလဲဆိုတာကိုသိပ္ပံနည်းကျကျွန်တော်တို့ကအဖြေရှာပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်နဲ့သူဗီဒီယိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ဒီနေရာမှာကျွန်တော်တို့တော်တော်များများအမှတ်မှားနေတာတခုရှိပါတယ်ပင်လယ်ရေငံနေရတာကသူ့ရဲ့မူရင်းတဘောအရာကိုငံနေတဲ့ဆိုတဲ့ပုံစံနဲ့ပြောဆိုထားတဲ့လူတွေရောရှိတယ်လို့ဒါပေမဲ့ကျွန်တော်တို့ပင်လယ်သမုဒ္ဒရာထဲမှာရှိတဲ့ကြောက်ဆောင်တွေမှာစားရက်ပါဝင်လို့ငံနေတာပါဆိုပြီးမှထင်မြင်နေကြတဲ့လူတွေလည်းရှိပါတယ်ဒီဟာကတရားရဂိုင်းလုံးမှားတယ်လို့ကျွန်တော်ပြောတာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ကဒီထက်ပိုပြီးမှသိပ္ပံနည်းကျဘယ်လိုမျိုးအဖြေထွက်မလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာရှင်းပြပေးသွားမှာဖြစ်တဲ့အတွက်အားလုံးကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုပေးနိုင်ဖို့အတွက်ဒီနေရာကနေဖိတ်ခေါ်လိုက်ပါတယ်ကဲကျွန်တော်တို့စကားမရှိဘဲနဲ့ကျွန်တော်တို့ဒီဟာကိုလိုရင်းပွင့်ရအောင်တွားကြပါမယ်ကျွန်တော်တို့ပင်လယ်သမုဒ္ဒရာတွေအဓိကငံနေရတဲ့အကြောင်းရင်းကတော့မိုးရေတွေပဲဖြစ်ပါတယ်ဘာလို့မစီမဆိုင်ကျွန်တော်တို့ကမိုးရေတွေကိုဆွဲထည့်တာလဲဆိုတော့ပင်လယ်သမုဒ္ဒရာထဲမှာရောက်လာမဲ့စားဓာတ်တွေကိုအဓိက transportation လုပ်ပေးတာတည်ယူပို့ဆောင်ပေးတာဒီမိုးရေတွေဖြစ်တာမို့လို့ကျွန်တော်တို့မိုးရေကိုအဓိကတရားခံအနေနဲ့ထည့်သွင်းပြောကြားလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ရေငွေ့ပြန်တက်သွားတဲ့ဒီရေငွေ့တွေမှာကျွန်တော်တို့လေထုထဲမှာရှိတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေကိုစုပ်ယူပါတယ်ဒီကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ပါဝင်လာတဲ့မိုးရေတွေဟာကျွန်တော်တို့ကုန်းမြေပေါ်မှာရွာသွင်းလာပါတယ်ဒီလိုရွာသွင်းလာတဲ့မိုးရေတွေကကျွန်တော်တို့ကုန်းမြေပေါ်မှာရှိတဲ့ကြောက်ဆောင်တွေမှာပါဝင်နေတဲ့ကြောက်ခဲတွေမှာပါဝင်နေတဲ့ဆိုရီယန်စားဓာတ်တွေကိုပျော်ဝင်တိုက်စားသွားပါတယ်ဒီလိုနဲ့စားဓာတ်တွေပါဝင်လာတဲ့ဒီရေတွေကကျွန်တော်တို့ချောင်းတွေထဲကိုရောက်လာမယ်ချောင်းတွေကနေတစ်ဆင့်တဖြည်းဖြည်းကျွန်တော်တို့မြစ်တွေထဲကိုရောက်လာမယ်ဒီမြစ်တွေကနေတစ်ဆင့်ကျွန်တော်တို့သမုဒ္ဒရာထဲကိုစားရက်ပါဝင်နေတဲ့ရေတွေကိုစုပုံပေးမှာပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့တည်ထားမယ့်အချက်တစ်ခုကတော့ဒီမြစ်တစ်စင်းနှစ်စင်းတည်းလေးကသမုဒ္ဒရာထဲစုပုံပို့ချပေးတယ်ဆိုရင်ဒါကိစ္စမရှိပါဘူးဒါပေမဲ့ကျွန်တော်တို့ကဘာပေါ်မှာမြစ်တွေချောင်းတွေတန်းပေါင်းများစွာရှိနေတာပါဒီလိုများပြားလာတဲ့မြစ်တွေချောင်းတွေကနှစ်တိုင်းကျွန်တော်တို့သမုဒ္ဒရာရေတွေကိုစားရက်ပေါင်နေတဲ့ရေတွေကိုပို့ချပေးနေတာပဲဖြစ်ပါတယ်ဒီလိုဖြစ်စဉ်ဖြစ်နေတာဟာမနစ်တနစ်ကမှဖြစ်လာခဲ့တဲ့ဖြစ်စဉ်မဟုတ်ပါဘူးကျွန်တော်တို့ကဘာစကြတဲ့ကစတော့ဒီမြစ်တွေချောင်းတွေကနေသမုဒ္ဒရာတွေစားရက်ပေါင်နေတဲ့ရေတွေကိုနှစ်တိုင်းတန်းပေါင်းများစွာခြေပြီးပို့ချပေးနေတာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့သမုဒ္ဒရာထဲမှာစားရက်ပါဝင်မှုနှုန်းကအရန်မြင့်မားနေတာပဲဖြစ်ပါတယ်ဒီနေရာမှာအရန်အရေးကြီးတဲ့အချက်တစ်ချက်ကြံနေပါတယ်မြစ်တွေချောင်းတွေကဘာလို့မငံပဲနဲ့သမုဒ္ဒရာငံနေရလဲစားရက်တွေပါဝင်နေတဲ့ရေတွေစီးဆင်းနေတာချင်းတူတူဘာဖြစ်လို့မြစ်တွေချောင်းတွေကကြတော့မငံပဲနဲ့သမုဒ္ဒရာကဒီလောက်ငံနေတာလဲတကယ်တော့ကျွန်တော်တို့ကဘာမြေပေါ်မှာရှိတဲ့မြစ်တွေချောင်းတွေကမငံတာမဟုတ်ပါဘူးသူတို့ကလည်းငံပါတယ်ဒါပေမဲ့စားရက်ပေါင်မှုနှုံးတာကအရန်နဲတာမို့လို့တိတ်ပြီးမှမတိတာပါဘူးသူတို့မြစ်တွေချောင်းတွေဆိုတာကအမြဲတမ်းစီးဆင်းနေပါတယ်ဒါကြောင့်စားရက်တွေကိုအနေထိုင်ပြီးဆွဲမထားနိုင်ပါဘူးသမုဒ္ဒရာကြတော့သူ့မှာပြန်လဲပို့ချစီးဆင်းရမယ့်နေရာမရှိတော့ပါဘူးဒါကြောင့်ရေငွေ့ပြန်တက်သွားတဲ့အခါမှာလည်းပဲရေတွေပဲရေငွေ့ပြန်တက်နိုင်တာဖြစ်ပါတယ်စားတွေကကြတော့ရေငွေ့ပြန်တက်နိုင်စွမ်းမရှိပါဘူးပင်လယ်သမုဒ္ဒရာကြီးရဲ့သဘောအရာအချိန်တန်လို့ဆိုရင်ရေငွေ့ပြန်တက်မယ်ရေငွေ့ပြန်တက်ပြီးဟာမှာကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေကိုလေထုထဲကနေပြန်လဲစုပ်ယူမယ်ဒီကာဗွန်ပါဝင်နေတဲ့မိုးရေတွေဟာကုန်းမြေပေါ်မှာရွာသွင်းမယ်ကုန်းမြေပေါ်မှာရှိတဲ့ကြောက်စတားတွေမှာပါဝင်နေတဲ့စားရက်တွေကိုပျော်ဝင်တိုက်စားမယ်မြစ်တွေချောင်းတွေရောက်လာမယ်မြစ်တွေချောင်းတွေကနေတစ်ဆင့်ပြန်ပြီးမှသမုဒ္ဒရာတွေပို့ချမယ်ဒီနေရာမှာကျွန်တော်တို့သမုဒ္ဒရာကပြန်လဲပို့ချရမယ့်နေရာမရှိပါဘူးစားရက်တွေကလည်းရေငွေ့ပြန်တက်နိုင်စွမ်းမရှိပါဘူးဒါကြောင့်သမုဒ္ဒရာကအရန်ငံနေရတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ channel လေးမှာသိပ္ပံဆိုင်ရာအချက်လက်တွေကိုကျွန်တော်တို့က mini lesson များအဖြစ်တိုးတောင်းရိုးရိုးရှင်းရှင်းနဲ့ရှင်းပြပေးတဲ့ channel ဖြစ်ပါတယ်ဒါကျွန်တော်ရဲ့ channel လေးကိုကျွန်တော်တို့နဲ့အလံမွေးဖို့အတွက် like and subscribe လေးလုပ်ပေးသွားဖို့ဒီနေရာကနေအားလုံးကိုတောင်းဆိုလိုက်ပါတယ်ကျေးဇူးတင်ပါတယ်